ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားဖို့ရန်အတွက်ရှင်မသက်ခရစ်ဝင်ခန်းကြီး1အပိုင်ငယ်23ဗျာဒိတ်တော်အချက်ဟုမူကားကြည့်ရှုတော်သူတို့သမီးကညာသည်ပရိသေဆွဲယူ၍တားယောက်ျားကိုဖွားမြင်လက်တံထိုသားကိုအေမာနွေလအမည်ဖြင့်မှဲ့ရကြလက်တံဟုလာသည်အေမာနွေလအနက်ကငါတို့နှင့်အတူရှိတော်မူသောဖျားသခင်ဟုဆိုလိုသည်ကျွန်ဒီနှုတ်ကပတ်တော်ကတော့သူတို့သမီးကညာဆိုတဲ့မာရိကပရိသေဆွဲယူပြီးတော့တားယောက်ျားကိုဖွားမြင်မယ်အဲ့ဒီသားကိုအေမာနွေလအမည်ဖြင့်မှဲ့ရမယ်လို့တမန်ကျမ်းစာလာပါတယ်အေမာနွေလရဲ့အနက်အဓိပ္ပာယ်ကတော့တဲ့ငါတို့နဲ့အတူရှိသောဖျားသခင်လို့ဖော်ပြပါတယ်ဒါကြောင့်မို့မေတော်မာရိရဲ့ဝမ်းထဲမှာသန့်ရှင်းသောဝိညာဉ်တော်ရဲ့တကူတော်အပြင်ပရိသေဆွဲယူတယ်ပြီးတဲ့အခါမှာတားယောက်ျားကိုဖွားမြင်တယ်ဖျားကလူစားတိအဖြစ်ကိုလာရောက်ခံယူခြင်းဖြစ်ပါတယ်အဲ့ဒီဖျားရဲ့နာမည်ရဲ့အဓိပ္ပာယ်ကတဲ့အေမာနွေလဖြစ်တယ်အေမာနွေလရဲ့အနက်အဓိပ္ပာယ်ကတော့ငါတို့နဲ့အတူရှိသောဖျားသခင်လို့ဆိုလိုပါတယ်ဒီဖျားရဲ့နာမကိုကြည်ခြင်းအပြင်ဖျားသခင်ကလူသားနဲ့အတူရှိခြင်းနဲ့လူသားနဲ့အတူအသက်ရှင်ခြင်းနဲ့ဆိုတဲ့သဘောကိုတွေ့ရပါတယ်။ဒါကြောင့်ဖျားသခင်ကလူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကလူနဲ့အတူမိသားရဖွဲ့ပြီးတော့ထာဝရကာလထိအသက်ရှင်ဖို့ဖြစ်ပါတယ်။လူကဖျားသခင်ကိုချစ်မယ်ဖျားသခင်ကလည်းလူကိုချစ်မယ်အပြန်အလှန်ချစ်ချင်းမေတ္တာနဲ့မိသားရဖွဲ့ပြီးတော့ထာဝရအသက်ရှင်ဖို့ဖြစ်ပါတယ်။တို့ရတွင်လူကဖျားနဲ့အသက်ရှင်လို့မရအောင်စာတန်ကစုံစမ်းတွေးဆောင်ခဲ့ပါတယ်အစပထမဖျားဖန်ဆင်းစားကလူမှာအပြစ်မရှိပါဘူး။ဒါကြောင့်တန်ရှင်းတဲ့ဖျားနဲ့လူနဲ့ကအတူတူနေထိုင်သွားလာလို့ရတယ်။တို့ရတွင်စာတန်ရဲ့သွေးဆောင်မှုကြောင့်လူကအပြစ်ထဲမှာကျဆင်းသွားတယ်။အပြစ်ပြုတ်မိတယ်။ဖျားမလုံနဲ့ဆိုတဲ့အရာကိုလုံမိတဲ့အခါမှာလူကအပြစ်ရှိသွားတဲ့အခါမှာဖျားနဲ့အတူနေလို့မရတော့ဘူး။ဖျားနဲ့ကင်းကွာသွားခဲ့တယ်။အဲ့လိုကင်းကွာသွားတဲ့လူသားကိုဖျားသခင်ကအမိန့်တရားဖွဲ့ဖို့အတွက်နီလန်းမျိုးစုံပြင်ဆင်ပြီးတော့လူသားနဲ့အတူတူကနေထိုင်ဖို့ရန်အတွက်ဖျားသခင်ကလှုပ်ဆောင်ခဲ့ပါတယ်။အေဒင်ဥယျာဉ်မှာအပြစ်ကင်းစွာနဲ့ဖျားနဲ့မိန့်တရားဖွဲ့တဲ့အခြေအနေကနေပြီးတော့အပြစ်ရှိသွားတဲ့အခါမှာအေဒင်ဥယျာဉ်ထဲကနေပြီးတော့နှင်ထုတ်ခြင်းခံရတယ်။အဲ့ဒီအခါမှာဖျားသခင်ကလူသားနဲ့မိန့်တရားဖွဲ့ဖို့ရန်အတွက်နီလန်းမျိုးမျိုးပြင်ဆင်ခဲ့ပါတယ်ဓမ္မဟောင်းမှာတော့ရစ်ပလင်တည်ခြင်းအပြင်ဘုရားသခင်ကိုကိုးကွယ်ခြင်းအပြင်ဘုရားသခင်နဲ့တွေ့ဆုံတယ်။လူနဲ့ဘုရားနဲ့မိသားရဖွဲ့ပါတယ်။ဘုရားသခင်ကိုရစ်ပူဇော်ခြင်းအပြင်ဘုရားနဲ့မိသားရဖွဲ့တဲ့အခွင့်ကိုရရှိခဲ့ပါတယ်။ပြီးတဲ့အခါမှာတဲတော်ကိုမောရှေအပြင်ပြင်ဆင်ခိုင်းတယ်။တဲတော်အပြင်ဘုရားနဲ့လူနဲ့ကမိသားရဖွဲ့ပြီးတော့အသက်ရှင်ခွင့်ရရှိပါတယ်။တဲတော်မှာဘုရားသခင်နဲ့တွေ့ဆုံပြီးတော့ဘုရားသခင်ကဘာကိုထပ်ပြီးတော့လှုပ်ဆောင်လဲဆိုရင်တော့ထာဝရဘုရားရဲ့အိမ်တော်ဆိုတဲ့အရာကိုဘုရားသခင်ကလှုပ်ဆောင်ခဲ့ပါတယ်။ထာဝရဘုရားရဲ့အိမ်တော်မှာဘုရားသခင်ကိုဆုတောင်းခြင်းအပြင်ကိုးကွယ်ခြင်းအပြင်ဘုရားနဲ့မိသားဖွဲ့ခွင့်ရရှိတယ်။ဘုရားရဲ့အိမ်တော်ပြီးတဲ့အခါမှာတော့ဗိမာန်တော်ဆိုတဲ့အနေအထားကိုရောက်ရှိလာတယ်။ဒါကတော့ရှောလမုန်မင်းကြီးလက်ထက်မှာဗိမာန်တော်ကိုတည်ဆောက်တယ်။ဗိမာန်တော်မှာဘုရားသခင်နဲ့လူနဲ့မိသားဖွဲ့ဖို့ဘုရားသခင်ကပြင်ဆင်ခဲ့ပါတယ်။တို့ရတွင်အဲ့ဒီဗိမာန်တော်ကလည်းအဆောင်အယောင်တွေဘာသာရေးခမ်းနားတွေနဲ့အပြင်ပန်းလှုပ်ရိုးလှုပ်စင်နေနဲ့ပြည့်နှက်လာတဲ့ခါမှာအတွင်းအနှစ်သာရဖျားနဲ့မိသားဖွဲ့ခြင်းဆိုတဲ့အရာပျောက်ကွယ်လာတဲ့ခါမှာဗိမာန်တော်ကလည်းတဖြည်းဖြည်းနဲ့ပျက်စီးဆုံးရှုံးသွားတယ်။ရှောလုံမင်းကြီးတိဆောက်ထားတဲ့ဗိမာန်တော်ကိုဘာဘူးလုံတွေကဖျက်ဆီးသွားတယ်။ဘာဘူးလုံတွေဖျက်ဆီးသွားတဲ့ဗိမာန်တော်ကိုဇေရုဘာဗေလတို့ကပြန်ပြီးတော့တိဆောက်တယ်။ဇေရုဘာဗေလတိဆောက်ထားတဲ့ဗိမာန်တော်ကိုလည်း BC 63မှာယောမတွေကဖျက်ဆီးပစ်ခဲ့ပါသေးတယ်။ပြီးတဲ့အခါမှာဟေရိုမင်းကပြန်လည်ပြီးတော့ပြုပြင်ခဲ့ပါတယ်။အဲ့ဒီပြုပြင်တဲ့ဗိမာန်တော်ကလည်း AD 90မှာယောမစစ်ဗိုလ်ချုပ်တိုက်တဲ့အပြင်အပီးတိုင်ဖျက်ဆီးသွားခဲ့တယ်။ဗိမာန်တော်ကနေရန်တစ်ချက်ပဲကျန်ပါတော့တယ်။အဲ့ဒီအချိန်ကစပြီးတော့ဣသရေလလူမျိုးတွေစီမှာဗိမာန်တော်ဆိုတာမရှိတော့ပါဘူး။ဘာကြောင့်လဲဆိုရင်တော့ဘာသာရေးခမ်းနားတွေနဲ့လှုပ်ရိုးလှုပ်စင်တွေနဲ့အပြင်ပန်းအနေနဲ့ပဲပြည့်နှက်နေတဲ့အတွက်ကြောင့်စစ်မှန်တဲ့ကိုးကွယ်ခြင်းတွေမရှိတော့တဲ့ကြောင့်ဘုရားသခင်ကဗိမာန်တော်ကိုဖယ်ရှားပလိုက်တယ်။ဗိမာန်တော်ဆိုတဲ့အရာမရှိတော့ဘူး။တို့ရတွင်ဘုရားသခင်ကဓမ္မသစ်ကာလမှာအသင်းတော်ကိုပြင်ဆင်ခဲ့တယ်။အသင်းတော်ဆိုတာကတော့အဆောက်အဦကိုပြောခြင်းမဟုတ်ပါဘူး။ယုံကြည်သူအစုဝေးကိုပြောခြင်းဖြစ်တယ်။ယုံကြည်သူတယောက်ချင်းစီတိုင်းရဲ့ဝိညာဉ်ထဲမှာဘုရားသခင်ကဝင်ရောက်ကင်းဝတ်တယ်။တ
ခင်ယေရှုကိုယုံကြည်လက်ခံတဲ့ယုံကြည်သူတိုင်းရဲ့စိတ်ဝိညာဉ်ထဲမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားကဝင်ရောက်ကင်းဝတ်ပြီးတော့အဲ့ဒီယုံကြည်သူတိုင်းရဲ့အသက်တာထဲမှာဘုရားသခင်ကအတူရှိနေတယ်။ဒါကြောင့်မို့ဘုရားသခင်ကနံဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းသူ့ကိုကိုးကွယ်ဖို့ရန်အတွက်မိန့်တော်မူခဲ့ပါတယ်။ယုံကြည်သူတယောက်ရဲ့ဝိညာဉ်ထဲမှာလာရောက်ကင်းဝတ်တဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရားကဘယ်အချိန်ထိအတူရှိမလဲဆိုရင်တော့ခြီဆောင်ခြင်းနေ့ရက်အချိန်ထိအတူရှိမှာဖြစ်ပါတယ်။ခြီဆောင်ခြင်းကာလမှာကောင်းဝင်နိုင်ငံကိုသိမ်းဆည်းတဲ့အခါမှာဝိညာဏခန္ဓာကိုယ်အပြင်ဘုရားသခင်နဲ့အတူအစင်မပြတ်နေထိုင်ဖို့ရအတွက်ဘုရားသခင်ကပြင်ဆင်ခဲ့ပါတယ်။ဒါကဘုရားသခင်ရဲ့အစီအစဉ်ဖြစ်တယ်။စာတန်ကဘုရားနဲ့လူနဲ့ပေါင်းစပ်လို့မရအောင်လူမှာအပြစ်ရှိအောင်စုံစမ်းတွေးဆောင်ခဲ့ပါတယ်။တို့ရတွင်သခင်ရှုကိုယ်တိုင်ဘုရားကိုယ်တိုင်လောကကိုလူစားတိခံပြီးတော့ဆင်းကြွလာပြီးတော့လူမှာရှိနေတဲ့လူသားတွေအားလုံးမှာရှိနေတဲ့အဲ့ဒီအပြစ်တွေကိုသူကိုယ်တိုင်လက်ဝါးကတိုင်းမှာအသေးခံခြင်းအပြင်ယူဆောင်သွားခဲ့တယ်။လူသားတွေရဲ့အပြစ်ကိုစားအသေးခံပြီးတော့၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်။သူ့ကိုယုံကြည်သောမည်သူမဆိုအပြစ်ကနေလွတ်မြောက်ပြီးတော့အပြစ်သားဘဝကနေပြီးတော့ဖခင်သားသမီးဘဝကိုရောက်ရှိပြီးတော့တန်ရှင်းသူဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ဖခင်သခင်နဲ့လူကပြန်ပြီးတော့ပေါင်းစည်းလို့ရသွားခဲ့တယ်။သခင်ယေရှုခရစ်တော်ဘုရားကိုယုံကြည်ခြင်းအပြင်လူရဲ့ဝိညာဉ်ထဲမှာဘုရားကလာပြီးတော့ကျင့်ဝတ်နေတယ်။ဒါကြောင့်မို့ခြေသုံးချောင်းစီတိုင်းကဘာမိုးမြေစัจ java ကိုဖန်ဆင်းတဲ့အရာခတ်သိမ်းကိုတတ်နိုင်တဲ့အရာခတ်သိမ်းကိုဖန်ဆင်းပြုပြင်တဲ့ဘုရားကသင်နဲ့အတူရှိနေတာဖြစ်ပါတယ်။အေမာနွေလာဆိုတဲ့အနတ်ဒိဗေကငါတို့နဲ့အတူရှိသောဘုရားရှင်ဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကသင်နဲ့အတူရှိနေပြီအသက်တာမှာဘာလို့သေးလဲ။ဘုရားသခင်အတူရှိနေမှာတော့အဲ့ဒီအတူရှိတဲ့ဘုရားကိုအားကိုးယုံကြည်ပြီးတော့နေ့စဉ်အသက်ရှင်ဖို့ပဲဖြစ်တယ်။ဒါကြောင့်မို့ဘုရားသခင်ကတော့သင်ကိုဘယ်တော့မှမစွန့်သင်ကိုဘယ်တော့မှပြစ်မထားဘူး။ဘလောက်ပဲလောကကြီးကဘလောင်ဆူပြီးတော့အခက်ခဲတွေပြဿနာတွေနဲ့ဆိုးဝါးနေပါစေ။အခြေအနေတွေကဘလို့ပဲဆိုးဝါးနေစေကမို့ဘုရားသခင်သင်နဲ့အတူရှိရင်သင်ရတဲ့တာကညီသက်ချင်းဝမ်းမြောက်ခြင်းကောင်းကြီးမင်္ဂလာအပြည့်နဲ့အသက်ရှင်နိုင်မှာဖြစ်ပါတယ်။သင်ဘက်ကအတူရှိတဲ့ဘုရားကိုယုံကြည်ကိုးစားပြီးတော့နေ့စဉ်အသက်ရှင်ဖို့ပဲဖြစ်တယ်။ဒါကြောင့်မို့အေမာနွေလာဆိုတဲ့အနတ်ဒိဗေရတဲ့ကျွန်တော်တို့နဲ့အတူရှိတဲ့ဖခင်ယေရှုခရစ်တော်ဖခင်နဲ့နေ့စဉ်အသက်ရှင်ခြင်းအပြင်ဖခင်သခင်ရဲ့ကောင်းကြီးမင်္ဂလာညီသက်ဝမ်းမြောက်ခြင်းတွေခံစားရမယ့်အကြောင်းဝေငှပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ။